မနက်စောကြီး2 နာရီမှာလူတစ်ယောက်ဟာသူ့ရဲ့ပစ်ကပ်ကားနောက်ခန်းထဲမှာတိတ်ဆိတ်ငြိမ်သက်နေတဲ့ကလေးမလေးတစ်ယောက်ကိုတင်ဆောင်ပြီးဓာတ်ဆီဆိုင်ထဲမောင်းဝင်လာခဲ့တယ်။အဲ့ဒီကလေးမလေးကဆိုင်ထဲကိုတစ်ယောက်တည်းဝင်လာပြီးကောင်တာစီလာမှာကတ်တဲအာလူကျော်တစ်ထုပ်ကိုကောက်ယူခဲ့တယ်။ကောင်တာကိုရောက်တော့သူမရဲ့အတန်ကပုံမှန်မဟုတ်ပဲလေတံအေးဆက်ဆက်ဖြစ်နေတဲ့အပြင်သူမရဲ့မျက်လုံးတွေကကျွန်တော်မျက်လုံးတွေကိုလုံးဝအကြည့်မလွဲပဲအသက်မဲ့စွာစိုက်ကြည့်နေတာမို့ကျွန်တော်ချက်ချင်းပဲစိတ်ထဲမှာထင်သွားမိတယ်။ဟိုလေပီဇာပုတ်ကတ်တွေရှိမလားဟင်ဘူးအနီနဲ့လာတဲ့ပက်ပါရိုနီရတာလေကလေးတွေရဲ့အတန်ထွက်ပုံကိုကျွန်တော်ကောင်းကောင်းသိပါတယ်တခုခုအကြီးကျယ်မှားယွင်းနေတာမျိုးမဟုတ်ရင်ကလေးတယောက်ရဲ့အတန်ကဒီလိုမျိုးဘယ်တော့မှထွက်မလာနိုင်ဘူးကျွန်တော်တကူလုံးသွေးတွေအေးခဲသွားပြီးခဏလေးတော့သွားကြည့်ပေးမယ်လို့ပြောလိုက်တယ်ပြီးတော့ကောင်တာနောက်ကွယ်မှာငုံလိုက်ပြီးရဲစခန်းကိုဓာတ်ရိုက်အကြောင်းကြားပေးမယ်လျှို့ဝှက်ကလုတ်အနီလေးကိုချက်ချင်းနှိပ်လိုက်တယ်ဒီကလေးမလေးမှာတခုခုမမှန်တာတော့အသေးချာပဲအဲ့ဒါဘာလဲဆိုတာကိုကျွန်တော်သိဖို့လိုတယ်ကျွန်တော်သူမကိုစကားပြန်ပြောဖို့မတ်တက်ရက်လိုက်တဲ့အချိန်မှာပဲ10 မိနစ်လောက်ကြာမှအဲ့ဒီလူကဆိုင်ထဲကိုလိုက်ဝင်လာတယ်သူကရေမောရင်းဝင်လာတာဖြစ်ပေမဲ့ကျွန်တော်ကတော့အန်ရရှိတဲ့အရေးအယောင်များရှိမလားဆိုပြီးသူ့ကိုတေချာစိုက်ကြည့်နေမိတယ်သူမုံစားခြင်းနဲ့ဆိုပြီးပူစာနေတာတနားရီလောက်ရှိပြီဗျာသူကကလေးမလေးရဲ့စပင်းတွေကိုဖွာလိုက်ပေမဲ့ကလေးမလေးကတော့တုတ်တုံမြမလုပ်ဘူးသူမရဲ့မျက်လုံးတွေကတော့ထိတ်လန့်တုန်လှုပ်နေတဲ့ပုံစံမျိုးနဲ့ပြုကျနေခဲ့တယ်ကားပါကင်ထဲကိုရဲတွေရောက်လာပြီလားလို့ကျွန်တော်အပြင်ကိုလှမ်းကြည့်လိုက်မိပေမဲ့အပြင်မှာတော့ဘာမှမရှိဆိုင်ကယ်ကားရဲ့နာကွင်းကဗလာချင်းနေလုံးပဲအဲ့ဒီလူကပတ်စံရှင်ကိုငွေရှာနေတဲ့အချိန်မှာပဲကလေးမလေးကကျွန်တော်အင်ဂျီလက်ကိုဆွဲလိုက်တယ်သမီးကို PK လေးပါပေးလို့ရမလားဟင်ကျွန်တော် PK ဘူးကိုလှမ်းယူဖို့အလုပ်မှာပဲသူမက slash ရှီဖြော်ရည်လဲလိုချင်သေးတယ်လို့ထပ်တောင်းပြန်တယ်တကယ်တော့ကျွန်တော်တို့ဆိုင်မှာဖြော်ရည်ဆက်လုံးဝမရှိပါဘူးအဲ့ဒီတော့မှသူမဟာရဲတွေအကူအညီရောက်လာတဲ့အထိအချိန်ဆွဲနေမှန်းကျွန်တော်သဘောပေါက်သွားပြီးပို့လို့တောင်စိုးရိမ်ပူပန်လာမိတော့တယ်